business ကိုတိုးတက်ဖို့ဝန်ဆောင်မှုကျမတို့အကြံပြုမယ်ဆိုလို့ရှိရင်ကျမတို့အကြံပြုမဲ့နည်းပညာနည်းစနစ် methodology ဘာကိုသုံးမလဲဘယ်နည်းစနစ်ကိုသုံးမလဲဆိုတာအရေးကြီးပါတယ်ကျမတို့ရွေးချယ်လိုက်တဲ့ system ပေါ့နော်ဒီနည်းစနစ်ဒီတနည်းအားဖြင့် systematic ဖြစ်တဲ့နည်းစနစ်ကျတဲ့ method လည်းဖြစ်ရမယ်နိုင်ငံတကာကအသိအမှတ်ပြုတဲ့ global recognized လည်းဖြစ်ရမယ်ဒါမှသာကျမတို့ရေရှည်တည်တတ်နိုင်တဲ့လုပ်ငန်းအပြိုင်နေချားမှာတည်တတ်ပြီးအောင်မြင်ရပ်တည်နေတဲ့လုပ်ငန်းတွေဖြစ်လာနိုင်တယ်အဲဒီအတွက်ကြောင့်မလို့ကျမတို့နိုင်ငံ100အသုံးပြုတဲ့ SRYB လို့ခေါ်တဲ့နည်းပညာနောက်တစ်ခုကနိုင်ငံ30မှာကြဲကြဲပြန့်ပြန့်အောင်မြင်နေတဲ့ score ဒီနည်းစနစ်တွေကလုပ်ငန်းအကြံပြုတဲ့နေရာမှာ fully recognized ဖြစ်တဲ့ international standard နဲ့ကျမတို့နည်းစနစ်တွေဖြစ်တယ်နောက်တစ်ခုက action learning ဒီ tools တွေကိုလည်းကျမတို့ကသင်ကြားရေးစနစ်တွေအကြံပြုတဲ့စနစ်တွေမှာထည့်သုံးပေးတယ်ဒါမှလည်းထင်သာမြင်သာကိုယ့်ရဲ့လုပ်ငန်းအတွင်းမှာလိုအပ်တာတွေကိုပိုသိနိုင်မယ်နောက်တစ်ခုကလုပ်ငန်းမှာပါဝင်တက်ရောက်တဲ့ကျမတို့ရဲ့ဟုတ်ကဲ့နည်းပညာရယူသူတွေဒီကျမတို့စီမံခန့်ခွဲမှုလို့ခေါ်တဲ့ကျမတို့လိုအပ်တဲ့ soft skill တွေ risk manage ဘယ်လိုလုပ်မှာလဲရလက်ဥတည်ရဲ့ recipe based management ဘယ်လိုလုပ်မှာလဲတစ်ခါတည်းမှာ agile ဘယ်လိုစီမံဆောင်ရွက်မလဲဆိုတဲ့အပိုင်းလေးတွေဒါလေးတွေလည်းတနည်းအားဖြင့် soft skill ဆိုပြီးတော့မြင့်တင်မှုလိုအပ်နေတာရှိတယ်အဲဒီအတွက်ကြောင့်မလို့ကျမရဲ့အကြံပြုမှုအစီအစဉ်တွေထဲမှာဒီအပိုင်းလေးတွေကိုပါတွဲဖက်ပြီးတော့ဟုတ်ကဲ့အကြံပြုပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့လုံလောက်မှာသိချဖို့ရှိတယ်နောက်တစ်ခါကျမတို့ဒီနည်းစနစ်လို့ပြောလို့ရှိရင်ရေးရှည်ကျမတို့စနစ်တွေအောင်မြင်ဖို့လုပ်ငန်းဆိုတာခဏလေးနဲ့ရပ်သွားလို့မရဘူးပေါ့နော်အဲဒီအတွက် Kaizen ဒီနည်းစနစ်ကျမတို့အသုံးပြုတယ်လုပ်ငန်းတွေထုတ်လုပ်မှုတိုးတက်ဖို့အတွက် productivity ဝန်ဆောင်မှုပဲဖြစ်ဖြစ်ထုတ်လုပ်မှုပဲဖြစ်ဖြစ်ဒါဆိုရင်ကျမတို့က link ကိုသုံးတယ် quality ရောလို့မရဘူး service quality product quality နောက်တစ်ခုကတော့ကျမတို့လုပ်ငန်း safety ဖြစ်မယ်အပိုင်းတွေဒီအပိုင်းတွေကိုလည်းကျမတို့ကနိုင်ငံတကာနည်းပညာစနစ်အောက်မှာရှိနေတဲ့စီမံခန့်ခွဲမှုစီမံမှုပံ့ပိုးမှုတွေနဲ့ကျမတို့ဆောင်ရွက်တယ်အဲဒီအတွက် business consultancy ကို shop floor ရဲ့အထိလုပ်ငန်းခွင်ရဲ့အထိကွင်းစင်းအကြံပြုဖို့အတွက်ကျမမှာ WhatsApp, Viber, Messenger, Booking, Line စတဲ့ communication channel တွေနဲ့ပြီးတော့ဆက်သွယ်ဆောင်ရွက်နိုင်တယ်ဆိုတာလေးကိုလည်းဒါလေးအသိပေးချင်ပါတယ်အဲဒီအတွက်ကြောင့်မလို့ channel အစုံနဲ့ကျမတို့ contact လုပ်ရလွယ်ကူတဲ့အခုလိုတိုးတက်နေတဲ့ခင်မှာကျမတို့ရဲ့လုပ်ငန်းတွေအောင်မြင်ဖို့ဆိုလို့ရှိရင်ဒီလုပ်ငန်းတွေရဲ့လိုအပ်နေတဲ့ချက်တွေကိုဖြည့်ဆည်းပေးဖို့ကျမရဲ့ Pearl Line Consultancy ကနေပြီးတော့ပါဝင်ဖို့အသင့်ရှိနေပြီဆိုပြီးတော့ဟုတ်ကဲ့ဖိတ်ခေါ်ဆောင်ရွက်ပေးပါမယ်ကျေးဇူးတင်ပါတယ်